ခင်ကြီးအကုန်လုံးစုံစမ်းသိရှိရပါပြီကျန်းချမ်းရဲ့ဝင်ခွင့်နေရာကိုချီကျန်းအားကတကယ်ပဲလူယူသွားခဲ့တာပါချီမီသားစုကစာမေးပွဲစစ်ဆေးသူတွေကိုလက်ထိုးပြီးဝင်ခွင့်စည်ရင်ကိုအတူအယောင်ပြုပြင်ခဲ့ကြတာဖြစ်ပါတယ်ကျန်းမီသားစုကကျန်းချီကျန်းကိုမတရားမှုကိုတိုင်တည်ပြီးစီတီတိုင်တန်းတာကိုတားဆီးဖို့အတွက်အကျဉ်းထောင်ဥပဒေထိန်းသိမ်းရေးအဖွဲ့ကလူတွေကသူ့ရဲ့ခြေလက်တွေကိုနေရာတင်ရိုက်ချိုးပစ်ခဲ့ကြပါတယ်ဒီအမှုမှာပါဝင်ပတ်သက်သူအားလုံးကုမျက်စီချီမီသားစုကုန်တဲ့အတင်းကလူတွေကုမျက်စီသူများနေရာကိုလူယူပြီးကျောင်းတော်ကိုဝင်ခွင့်ရခဲ့တဲ့သူကုမျက်စီကျမတို့မိသားစုရဲ့ပိုးပေးချီလုံးပါလားအဖိုးကြီးဒီလောက်အသက်ငယ်ငယ်လေးနဲ့ဒီလောက်တောင်ရုံမာရက်ဆက်နေတာကြီးလိုက်ရင်ဘယ်လောက်တောင်ဆိုးဝါးလိုက်မလဲသက်ဆိုင်သူအားလုံးကိုအဖြစ်တန်တဝက်စီစီရင်စီဥပဒေဆိုတာမျက်နှာလိုက်လို့မရဘူးဟုတ်တယ်မလားတကယ်လို့အမောင်ရိခမ်းမကလူတွေအကုန်လုံးသာကျိုးချက်လူမျိုးဖြစ်နေမယ်ဆိုရင်နတ်တရားသားကျောင်းတော်ကြီးလည်းကဲတင်ဖို့မျှော်လင့်ချက်ရှိပါသေးတယ်အခုလိုအများပြည်သူကိုရှင်းရှင်းလင်းလင်းအဖြေပေးပြီးပြီဆိုတော့ကျမသွားလို့ရပြီမလားကျိုးချက်ကတော့တက်ပြင်းချရုံမှတပါမတက်နိုင်ခဲ့ပြီကျောင်းတော်အုပ်ကြီးခင်ဗျားမအဖိုးကိုကျွန်ုပ်ကိုအပြစ်ပေးဖို့အခွင့်အာဏာမရှိဘူးကျွန်ုပ်နဲ့ကျွန်ုပ်တပည့်တွေအမှားလုပ်ခဲ့တယ်ဆိုရင်တော့ဒါကိုပင်မကျောင်းတော်ကြီးရဲ့စုံစမ်းစစ်ဆေးရေးရုံးကပဲကိုင်တွယ်စစ်ဆေးရမှာကျွန်ုပ်ပင်မကျောင်းတော်ကြီးကိုသွားမယ်ကျမအဖိုးကပင်မကျောင်းတော်ကြီးရဲ့ဆရာကြီးပြကျမပင်မကျောင်းတော်ကိုသွားပြီးအဖိုးနဲ့တွေ့မယ်မင်းတို့ပင်မကျောင်းတော်ကိုသွားချင်ရင်သွားလို့ရပါတယ်ဒါပေမဲ့မသွားခင်မင်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကိုအရင်ဆုံးဝန်ခံထွက်ဆိုသွားကြမဟုတ်ရင်တော့မင်းတို့ဘယ်တော့ပဲအာခံရုံးကန်နေပါစေငါတို့အမောင်ရိခမ်းမှာအရင်တက်ပြီးမှအထက်ကိုတင်ပြခွင့်ရှိတဲ့အခွင့်အာဏာရှိတယ်ကဲစပြောစမ်းကျွန်တော်အကုန်လုံးရှင်းရှင်းလင်းလင်းပြောပြီးပြီပဲနောက်ထပ်ဘာတွေထပ်ဝန်ခံခိုင်းနေအောင်မလဲခင်ဗျားကနှိမ့်ဆက်ပြီးမတရားအဓမ္မဝန်ခံခိုင်းချင်လို့လားဝန်မခံဘူးပေါ့လေဒါဆိုရင်တော့ဒီမဟာတက်မှုကြီးကိုယ်တိုင်ဝိညာဉ်ရှာဖွေခြင်းအတက်အကိုတုံးရတော့မှာပဲအခုချက်ချင်းလက်ရဆန်းလက်လွတ်ဆန်းကျိုးကြံကြောင်းအကြီးရဲ့အမေအရမင်းတို့အဖွဲ့အခုချက်ချင်းလူစုခွဲပြီးပြန်ကြတော့မတရားမှုကိုတိုင်တည်တဲ့စီတော့ရိုက်ခတ်တန်ထွက်ပေါ်လာပြီဖြစ်လို့ကျောင်းတော်ရဲ့စီးမြင့်တိုင်းကျုပ်ဒီကျောင်းခွဲကိုလာရောက်စစ်ဆေးနေတာဖြစ်တဲ့စုံစမ်းစစ်ဆေးလို့ပြီးပြတ်သွားရင်တော့အလိုလိုပြန်ပါမယ်အကြီးကဲလာတာတော့ပဲမင်းကြီးကျောင်းတော်စစ်ဆေးရေးဌာနရဲ့အကြီးကဲတယောက်အနေနဲ့စီးမြင့်စည်းကမ်းတွေကိုချိုးဖောက်ပြီးဖျက်ဆီးနေတဲ့အတိုင်းဝိုင်းရဲ့အမိုက်တရိုက်တွေကိုအမုန်းကြီးမုန်းတိတတ်တယ်မဟုတ်လားဒါဆိုကျုပ်ကိုကူကြည့်ပေးစမ်းပါဦးဒီလူတွေကိုဘာပြစ်ဒဏ်တွေချမှတ်တင်တယ်လဲဆိုတာကျိုးကြံမင်းကကျောင်းကြီးရဲ့အမိန့်ကိုဖိစမ်းမလို့လားရွှေဖုံးမင်းတကယ်ပဲအသက်ကြီးပြီးနားမကြားတော့တာပဲကျုပ်ခုနကတင်ပြောပြီးပြီလေအလုပ်တွေပြီးပြတ်သွားရင်ပြန်ပါမယ်ဆိုတာကိုကျောင်းကြီးရဲ့အမိန့်အခုချက်ချင်းတက်ရုပ်ပြီးပြန်ခဲ့မလုပ်နိုင်ဘူးဒါဆိုရင်လည်းမင်းရဲ့မှောင်မိုင်းနှန်းဆောင်ကကုကဲရေးမှုချုပ်ရာထူးကိုလက်လွတ်လိုက်တော့ကျောင်းကြီးမှာအမိန့်ရှိတယ်တကယ်လို့ကျိုးကြံတာအမိန့်ကိုဖိစမ်းရင်သူ့ရဲ့ကုကဲရေးမှုချုပ်ရာထူးကိုအခုချက်ချင်းရုပ်သိမ်းစေတဲ့ဟာပုတ်ပွားနေပြီတကြောင်လုံးပုတ်ပွားနေပြီပဲလူယုံမာတွေကြီးစိုးနေတဲ့နေရာမှာတရားမျှတမှုဆိုတာဘယ်မှရှိနိုင်တော့မလဲညီကိုတို့ပထမဆုံးကျောင်းကြီးကဒီကျောင်းတော်ကိုတည်ထောင်ခဲ့စဉ်ကရည်ရွယ်ချက်ဟာကျင့်ကြံခြင်းပါရမီပါတဲ့ဘသူမဆိုစင်ရဲချမ်းသာမရွေးကျင့်ကြံခွင့်ရစေဖို့ပဲဖြစ်တယ်ဒါပေမဲ့အခုတော့ကပ္ပရပါကြောက်အုပ်စုတစုကဓာမြက်ကျောင်းတော်ရဲ့အခြေမြစ်ကိုကိုက်ခဲဖျက်ဆီးနေကြပြီးငါတို့ဘာလုပ်ကြမလဲသူတို့ကိုတက်ပစ်ကြမင်းတို့ကပုံကန်ကြမလို့လားတကယ်လို့ကျောင်းတော်ရဲ့လက်ပေးလက်ယူမှုတွေနဲ့အမိုက်တရိုက်တွေကိုရှင်းလင်းတာဟာပုံကန်တာဖြစ်မယ်ဆိုရင်လေပုံကန်လိုက်ကြတာပေါ့ဟွန်းမင်းပုံကန်ခြင်းနေမှငါကကြိုးတိပြီးသားမို့လို့မင်းအတွက်လက်ဆောင်ကြီးကြီးတစ်ခုပြင်ဆင်ထားတယ်ထွက်လာခဲ့စမ်းအဖေကျိုးကြံလက်လျှော့လိုက်ပါတော့ငါသားရဲ့မင်းသူတို့ကိုရှင်းနိုင်မှာမဟုတ်ပါဘူးအဖေကမင်းနဲ့အတူအသေးခံပေးလို့ရပေမဲ့မင်းတယောက်တည်းကြောင့်တဆွေမျိုးလုံးကိုတော့ဆွဲမထည့်ပါနဲ့အောင်ရွှေဖုံးအသက်က400ရှိနေပြီဖြစ်တဲ့လူကဘာလို့ဒီလောက်တောင်ကလေးဆန်နေရတာလဲဒီလောကမှာတရားမျှတမှုဆိုတာဘယ်တော့မှရှိဘူးလို့လဲကောင်းကင်မှာမျက်စိရှိတဲ့ဒါဟာတရားမျှတမှုပဲစစ်စမ်းအဲ့ဒီအမိုက်ကောင်တွေကျူးလွန်ထားတဲ့ပြစ်မှုတွေကိုအကုန်စင်ပေါ်အောင်လှန်စစ်စမ်းသူတို့ရဲ့အပူဖွားပူပွားပြီးပင်ကဘယ်သူပဲဖြစ်ဖြစ်ဂရုစိုက်မနေနဲ့ကြောင်းစည်းကမ်းကိုဖောက်ဖျက်တယ်ဆိုရင်ချက်ချင်းအေးအေးယူပူပေါင်းဆောင်ရွက်ဖို့ညှင်းဆန်တဲ့ကောင်ကိုညှာတာမနေနဲ့တက်ပြစ်စစ်လို့မဖြစ်ဘူးအကြက်မင်းကတမျိုးနဲ့စုလုံးကိုပါရင်းနစ်အောင်ဆွဲနစ်တော့မလို့လားတားတယောက်အနေနဲ့မိုင်မဲမိလို့နောင်ကိုမိဘဝတ်တရားမကြေပွန်နိုင်တော့ဘူးကျွန်တော်ကျိုးကြံဒီနေ့ကစပြီးကျိုးမိသားစုနဲ့အဆအရာရာအပြည့်အစဲဖြစ်တယ်လို့ကြေညာတယ်ငါလောက်တာငါပဲခံမယ်ကျိုးကြံမင်းတကယ်ယူသွားပြီပဲကျောင်းအုပ်ကြီးကိုတင်ပြပါရစေကျွန်တော်မယူပါဘူးကျွန်တော်ကပထမဆုံးကျောင်းအုပ်ကြီးခြေရာကိုနင်းပြီးဒီလောကမှာအာဏာမဲ့အင်အားမဲ့ဖြစ်နေတဲ့စင်ရဲသားလူဒန်းသားတွေအတွက်တရားမျှတမှုရှိတဲ့လမ်းစဉ်ကိုတောင်းဆိုပေးနေတာပါမင်းလိုရဆိုရင်အာဏာမဲ့အင်အားမဲ့တဲ့စင်ရဲသားတွေဟာစိတ်ဓာတ်အကယ်ဒမီမှာပညာသင်ကြားခွင့်မရှိတော့ဘူးလို့ပြောချင်တာလားမင်းရှိကဒီကျောင်းခွဲမှာတဲ့အာဏာမဲ့အင်အားမဲ့တဲ့စင်ရဲသားကျောင်းသားဘယ်နှယောက်တောင်ရှိနေလဲဆိုတာစုံစမ်းကြည့်ချင်လားတယောက်ယောက်ကဓာမျော်စင်အကယ်ဒမီရဲ့စီးမြင့်တွေကိုဖျက်ဆီးနေတာကိုခင်ဗျားကကျောင်းအုပ်ချုပ်ရေးမှူးချုပ်ဖြစ်နေပြီးတော့ကာကွယ်ပေးချင်နေတာလားဒီလောက်တောင်ကောင်းမှလားချီလားဦးချိုးရကျွန်တော်သိတဲ့လောက်တော့ခင်ဗျားလည်းစင်ရဲသားဘဝကလာတာပဲဒီနေ့လိုအောင်မြင်မှုမျိုးရနေတာဟာစိတ်ဓာတ်အကယ်ဒမီကပေးတဲ့အခွင့်အရေးကြောင့်ပဲခင်ဗျားတွေးဘူးလားအဲ့ဒီတုန်းကခင်ဗျားရဲ့နေရာကိုတခြားလူတစ်ယောက်ကလူယူသွားခဲ့ရင်ခင်ဗျားအခုချိန်ဘယ်လိုဘဝမျိုးရောက်နေမလဲဆိုတာပထမဆုံးကျောင်းအုပ်ကြီးရဲ့ရည်ရွယ်ချက်ကလောကမှာကံမကောင်းရှာတဲ့စင်ရဲသားတွေကိုဘဝကနေရုံထွက်နိုင်မဲ့အခွင့်အရေးပေးချင်လို့ပဲခင်ဗျားကတော့အဲ့ဒီအခွင့်အရေးကိုမိမိရဆုပ်ကင်ပြီးအောင်မြင်သွားတော့မှထမင်းကျွေးတဲ့ခွက်ကိုပြန်ရိုက်ခွဲချင်နေတာလားခင်ဗျားလူမဟုတ်သေးရဲ့လားအာအေးမင်းကဘာတူလဲသူ့ကိုတက်လိုက်ပြီးရင်မင်းကျောင်းအုပ်လို့အကယ်ဒမီကိုအောက်ခြေသိမ်းရှင်းလင်းပြစ်မလုံးနဲ့မင်းကကိုတက်လို့မရဘူးဘူဘိုးပေးကြီးရေကဲပါအောင်မင်းကဘဲကအစွမ်းထက်ပုတ်ကုန်မို့လို့လဲဘာဖြစ်လို့ငါတို့စိတ်ဓာတ်အကယ်ဒမီကိုရန်သူလို့လာလုပ်နေရတာလဲအေးငါတို့စိတ်ဓာတ်အကယ်ဒမီရဲ့ပထမဆုံးကျောင်းအုပ်ကြီးကစိတ်ဓာတ်ကိုင်းရဲ့အကိုကြီးဆိုတာမင်းသိရဲ့လားမင်းစိတ်ဓာတ်အကယ်ဒမီကိုပုံကန်နေဆိုတော့စိတ်ဓာတ်ကိုင်းနဲ့စစ်ခင်းကျင်လို့လားလူကဲချင်းရဲ့အရင်ဆုံးလူတက်ရလိမ့်မယ်လူတဘာဝကလောဘကြီးတက်ကြတာမို့တရားမျှတမှုစီသွားတဲ့လမ်းဟာတွေးချောင်းစီဖို့တေချာပေါက်ကံပါပြီးသားပဲမင်းရောရှေ့ဆက်တိုးရသေးရဲ့လားဘာလို့မဝင်ရရမှာလဲ